Hello ကျွန်တော်တို့ဒီနေ့မှာ Ice the horror game ကိုဆော့မှာဖြစ်ပါတယ် Okay စပါမယ်ကျွန်တော်ဟာကိုရွေးမှာပေါ့နော် Okay စမ်း Solution Are we? Okay ကျွန်တော်တော့ပြောင်းလို့ထားတာပါလာ play ကျွန်တော်တို့ကခိုးဝယ်ဆိုပါတယ်ကျွန်တော်အရင်တော့တေးလောက်လို့ show ရတယ်ပေါ့နော်အဲ့ဒါကျွန်တော်တိတ်ပြီးမကျေနပ်ပါဘူးမကျေနပ်တော့ကြတော့ကျွန်တော်ဒီအိမ်ကိုပြန်လာပြီးလက်စားချီတော့ဖြစ်ပါလေတဲ့တော့လစ်လို့မရအောင်တော့ပစ္စည်းတွေခိုးဖို့အများကြီးရှိသေးတယ်ကျွန်တော်ဒါကြောက်တယ်Are you sure about that? Okay. ဒီကောင်မြေရောက်ခန်းထဲမှာနေချက်နေတယ်အဲ့တော့ဒီကောင်ကြီးဒီဘက်ကိုနေချက်မလာခင်မှာနေမချက်လာရင်လို့ပြောပါသေးတယ်လေကွာငါနေမချလာရေးကြီးလို့ငါပြောရသေးတယ်လေကွာဘာဖြစ်လို့ရောက်လာလဲဘာဖြစ်လို့ရောက်လာလဲဒီကောင်ကြီးဘယ်လက်ဝိုင်းမလစ်သေးဘူးမလစ်သေးဘူးအာယောအစမပြေနေဘူးဒီကောင်ထွက်လာဟုတ်လားကျိုးအကောင်အတမ်းမဲ့ဘုံစတိုင်နဲ့ profile လောက်ထားတာဆိုတော့ကျုပ်ကြောက်ပါတယ်လက်ပါတယ်အဲ့လိုမျိုး comment နဲ့တွေ့လို့ရှင်ကျေးဇူးပါပြေးရမယ်ကြောက်တယ်boom bang ba para ba boom pow အဲ့ဒါကိုမဝင်တော့ငါလည်းခွေးနေမှာပဲရောက်ခမရကြောက်လုံးလို့ဝပြည့်ကြပါလို့ကြောက်ခမရကြောက်လုံးလို့ပါကြောက်ခမရကြောက်လုံးလို့ပါ
要啊，说话语啊。ဒီဗီဒီယိုကတော့ဒီလောက်ပဲဖြစ်ပါတယ်ကျွန်တော်တို့ဒါကြောင်နေလို့ပါကျွန်တော်အခုလက်တွေပါတုံးနေပါတယ်ကဲ bye bye